တွေလာပါပြီရှင့်ကဲရှိပါကိုဒီလက်ပြအစင်ကလေးကိုပေါ့နော်မင်းတို့သတင်းကြော့မတိုင်ရင်ကလေးကခက်ခဲ့တာပေါ့နော်ရောကာလာဆောင်မထွက်သေးလို့မင်းတို့ကာလာဆောင်လေးရအောင်ပေါ့နော်တေချာပြန်စုပြီးတော့ပြန်ခက်ပြီးတော့ပြန်တင်ပေးထားပါရင်ရှင့်ကဲလာပါပြီရှင့်ကဲစင်တူလေးတွေကြိုက်တယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးတွေ့တာနဲ့ပေါ့နော် CV လေးကိုအမြန်ဆုံးလေ့လာခဲ့ပြီးဖို့တော့မင်းကဖိတ်ခေါ်ပြစေရှင့်ကဲဒါလေးကတော့လူကြီးဖြစ်ပေါ့နော်လူငယ်ပဲဖြစ်အရန်ကိုလိုက်တဲ့လက်ပြအစင်ကလေးဘသူဝတ်လိုက်နော်အရင်ချဖို့ကောင်းတယ်ကဲဒါလေးကနံပါတ်1ပါရှင့်ကဲလာပါပြီရှင်နံပါတ်2လေးကလည်းကာလာလေးကကြည့်လာပါ sorry ဒါလေးကတော့နံပါတ်3ပါရှင့်3လေးဆိုလို့ရှင်လည်းအရန်ကိုလှတယ်မခဏကိုပုံမှာမကတ်ပြတော့ဒီတိုင်းလေးကအစင်ပေါ်လို့လေဒါလေးကနံပါတ်3ပါရှင့်ကဲနောက်တစ်ခုလာပါပြီကာလာဇန်လေးကြိုက်တယ်ဆိုလို့ရှိရင်တော့အခုနံပါတ်ကလေးကိုယူပေးပါရှင့်ကဲဒါလေးကတော့နံပါတ်7ပါရှင့်ကဲဒါလေးကတော့နံပါတ်7လေးအရန်ကိုလှတော့ကဲဒါလေးကအရန်လှတော့7ကာလာဇန်လေးနော်အပြင်မှာပုံလှတယ်ဗီဒီယိုထဲမှာလေဟိုနည်းနည်းလေးဟိုမဖြစ်ရင်တော့အပြင်မှာအရန်ကိုလှတယ်ကဲ whiny ဆိုတဲ့အမတွေရေရှင်းပါချိတ်ကို whiny အောင်လိုချင်တာဆိုလို့မင်းအစုံမှာခက်ပေးထားပါတယ်အခုပြပေးထားတဲ့ဒီလက်ပြအစင်ထဲမှာလည်း whiny လေးထက်ခတ်ပေးထားပါတယ်ရှင့်ကဲဒါလေးကတော့နံပါတ်8ပါရှင့်အရန်ကိုလှတယ်လက်ပြလေးเนาะဒါနံပါတ်8ပါရှင့်ကဲအညိုလိုချင်တာဆိုတဲ့အမတွေရေတာတင်းလေးယူရှင့်လက်သက်ဖို့တော့လိုမယ်เนาะမင်းတို့ခက်ခဲပြီးတာအများကြီးပါရှင့်ကဲဒါလေးကနံပါတ်13ပါရှင့်တာတင်းလေးကတော့အညိုကလေးအထူးပြောစရာမလိုတော့ဘူးပြီးရင်မင်း new color လေးတွေပြင်ပေးထားသေးတယ်ထပ်ပြီးတော့လက်ပြအစင်ကို new color လေးတွေပြင်ပေးထားပါသေးတယ်18ပါရှင့် new color ကြိုက်တာဆိုလို့ရှိရင်18လေးယူအရန်ကိုလာတယ်เนาะဒီ color လေးကအရန်ကိုလှနေတော့ကဲနောက်ထပ် new color တယောက်လာပြန်ပြီရှင်ကဲကြိုက်တာတွေ့ရတဲ့ CV လေးကိုတော့အမြန်ဆုံးလေးလာခဲ့ပြီးပါတော့ကဲဒါလေးကတော့နံပါတ်20ပါရှင်ပြီးရင်စင်တူပေါ့နော်စင်တူအမားတွေဆိုလို့ရှိရင်ဗီဒီယိုတွေ့တာနဲ့တော့အမြန်ဆုံးလေး CD လေးကိုပြေးခဲ့ပေးရှင်စင်တူလည်းလိုချင်တယ်ပေါ့နော်အချိန်လည်းမစောင့်ချင်ဘူးဆိုလို့ရှိရင်တော့မြန်လေးလာခဲ့ပြီးနော်ကဲဒါလေးကတော့နံပါတ်45အရင်လာတော့45ကလေးကဲဒါလေးကတော့အဝါလေးမင်္ဂလာရောင်လေးလိုချင်တာဆိုလို့ရှိရင်တော့47လေးယူရှင်အရန်လှတော့47လေးပါရှင်ကဲဒါလေးကတော့နံပါတ်40လေးကာလာငင်းကလေးကိုမှထင်းလေးကြိုက်တယ်ဆိုလို့ရှိရင်40လေးယူပေးရှင်ကဲဒါလေးကတော့အခြားအစင်လေးတွေပေါ့နော်လက်ပြအစင်တွေကမဟုတ်တာလေးတွေမင်းခုပြပေးလိုက်မယ်နော်ကဲ3မိနစ်ပြအောင်ပြပေးလိုက်မယ်ဒါလေးကတော့41ကာလာလေးကြည့်လိုက်အရန်လှတယ်အစင်ကလည်းအရန်ဆန်းတယ်နော်41ပါရှင်ကဲအနက်ဆိုတဲ့အမားတို့ရေအနက်ကလေးယူပေးပါရှင်ကဲဒါလေးကတော့နံပါတ်42ပါရှင့်အားလုံးကျေးဇူးတင်ပါတယ်ရှင့်